မင်္ဂလာဆောင်ရင်စိန်လက်စွပ်ဝယ်ရမယ်ဆိုတဲ့အယူဆဟာရှေးရိုးရတဲ့လေးတစ်ခုမဟုတ်တလို့စိန်ဆိုတာကလည်းလေတကယ်တော့ကဘာပေါ်မှာရှားပါဆုံးတွင်းထွက်ပစ္စည်းမဟုတ်ပါဘူးဒုတိယကဘာစစ်အတွင်းလူတွေငတ်ဘေးဆိုင်ပြီးစီးပွားပြက်ကတ်ကြုံနေရတဲ့အချိန်မှာတာမန်တွင်းထွက်ပစ္စည်းတစ်မျိုးလူတိုင်းမရှိမဖြစ်ဝယ်ရမယ်ကဘာဈေးအကြီးဆုံးအရာဖြစ်လာအောင်လူအုံနောက်ကိုစိတ်ပညာနဲ့ကစားခဲ့တဲ့ကုမ္ပဏီတစ်ခုရှိပါတယ်အဲ့ဒါကတော့ကဘာကျော် De Beers စိန်ကုမ္ပဏီပဲဖြစ်ပါတယ်1930နဲ့1940ခုနှစ်စစ်ပွဲကာလတွေမှာတောင်အာဖရိကစိန်ရင်းတွေကြောင့်ကမ္ဘာစိန်စည်းကွက်ကို De Beers ကအပိုင်ချုပ်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြဿနာစစ်ပွဲကြောင့်လူတွေမှာပတ်စံမရှိကြသလိုရသမျှပတ်စံတွေကိုလည်းရိတ်ခါနဲ့အရေးကြီးပစ္စည်းတွေအတွက်ပဲသုံးရတာကြောင့်စိန်တွေကိုဘူးမှမဝင်နိုင်ကြတော့ပါဘူး။စိန်စည်းကွက်ဟာလည်းလုံးဝပျက်စီးလူနေပါဖြစ်ခဲ့ရပါတယ်။အဲ့အချိန်မှာ De Beers ကုမ္ပဏီကစစ်ပွဲရဲ့မရေရာမှုနဲ့ခွဲခွာခြင်းဆိုတဲ့လူတွေရဲ့စိတ်ထင်အားကိုပူးပေါင်းပြီးတော့တုံးချဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့ဟာ American ကထိပ်တန်းကြော်ညာ agency တစ်ခုနဲ့ပူးပေါင်းပြီးတော့တမိုင်းမှာအောင်မြင်ဆုံးစိတ်ပညာဗျူဟာတစ်ခုကိုခင်းခဲ့ပါတယ်။အဲ့ဒါကတော့ A Diamond is Forever စိန်ပွင့်တွေကထာဝရဆိုတဲ့ဆောင်ပုဒ်ပဲဖြစ်ပါတယ်။သူတို့ကစစ်မြေပြင်ကိုသွားရတော့မဲ့အမျိုးသားတွေနဲ့အိမ်မှာကြံရစ်ခဲ့မဲ့အမျိုးသမီးတွေရဲ့စိတ်ထဲမှာစစ်ပွဲကြောင့်ငါတို့ခွဲခွာရပါမယ်ငါတို့ရဲ့အချစ်တွေကတော့ဒီစိန်ပွင့်နေလို့ပဲဘယ်တော့မှမပျက်စီးပဲထာဝရခိုင်မြဲနေမယ်ဆိုရက်စိတ်ပိုင်းဆိုင်ရာတွဲဖက်မှုတွေကိုမတိမတာရိုက်သွင်းခဲ့ပါတယ်အဲ့ဒါတွေမကသေးပါဘူးယောက်ျားတစ်ယောက်ရဲ့တန်မိုးဟာသူပေးနိုင်တဲ့စိန်ရဲ့အရွယ်အစားနဲ့ဈေးနှုန်းပေါ်မူတည်ရဲဆိုပြီးအမျိုးသမီးတွေရဲ့အုံနောက်ကိုပါဗီဒီယိုတွေမဂ္ဂဇင်းတွေကနေပစင်ပုံဖော်ခဲ့တာဖြစ်ပါတယ်ရလက်ကတော့တကယ်အမခမ်းပါပဲစီးပွားပြက်ကတ်ထဲမှာDe Beers ရဲ့စိန်ရောင်းအား3နှစ်အတွင်း55%ထိကိုတိုးတက်သွားခဲ့ပါတယ်စစ်သားတွေကစစ်မြေပြင်မသွားခင်သူတို့ရဲ့ချစ်သူတွေအတွက်ကိုစိန်လက်စွပ်တွေကိုအလူရက်ပြေးဝဲကြပါတယ်အဲ့ဒါကြောင့်ဒီနေ့ခေတ်အထိကျမတို့မင်္ဂလာဆောင်ရင်စိန်လက်စွပ်မပါမဖြစ်ဝယ်ရမယ် propose လုပ်ရင်စိန်လက်စွပ်နဲ့မှ propose လုပ်ပေးရမယ်စိန်နေရအခြေရဲ့ပြရုပ်ဖြစ်တယ်ဆိုပြီးတော့သတ်မှတ်နေကြတဲ့ဟာတကယ်တော့တဘာဝတရားကြီးကပေးတာမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကကုမ္ပဏီတစ်ခုကနေပြီးတော့စစ်ပွဲကိုအသုံးချပြီးဖန်တီးခဲ့တဲ့စိတ်ပညာထောင်ချောက်ထဲမှာကျမတို့မိနေကြတာဖြစ်ပါတယ်။နောက်တစ်ခေါက်စိန်ပွင့်တွေကိုမြင်တဲ့အခါမှာဒါကလှပတဲ့တွင်းထွက်ပစ္စည်းတစ်ခုတွေမဟုတ်ဘဲနဲ့လူသမိုင်းမှာအစွမ်းထက်ဆုံးစီးပွားရေးစိတ်ပညာရဲ့တက်တည်တစ်ခုဆိုတာကိုသတိရလိုက်ပါနော်။အခုလိုကဘာကျော်ကုမ္ပဏီတွေနဲ့စစ်ပွဲတွေရဲ့နောက်ွယ်ကစိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာလှုပ်ဝက်ချက်တွေကိုဆက်ပြီးသိချင်နေဆိုရင်တော့ကျမတို့ရဲ့ channel ကိုခုပဲ subscribe လုပ်ထားပေးပါနော်။